မင်္ဂလာပါရှင်။ဒါဟာကထိုင်မြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ Camp Victoria စခန်းတွင် COVID-19 ရောဂါကြောင့်ချင်းအမျိုးသားနဲ့ခန္ဓာစွာကျင်းပနိုင်မည်မဟုတ်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။2021ခုနှစ်၌ကျင်းပပြုလုပ်မိ83နှစ်မြောက်ချင်းအမျိုးသားနေ့ကို COVID-19 ရောဂါကြောင့်ချင်းအမျိုးသားတဦး၏ဌာနချုပ်ဖြစ်သည့် Camp Victoria တွင်ခန်းခန်းနာနာကျင်းပပြုလုပ်နိုင်မည်မဟုတ်တဲ့အကြောင်းသိရှိရပါတယ်။ COVID-19 ရောဂါကြောင့်ခက်နာနာတော့လုံနိုင်မှာမဟုတ်ပါဘူး။အဓိကဟာခါနဲ့ထန်တလန်မြို့မှာရှိတဲ့အဆိုတော်တွေကိုဖိတ်ကြားရင်ကောင်းမလားလို့စီစဉ်ထားပါတယ်။ပြီးတော့ချင်းရိုးရအကတွေကိုလည်းစီစဉ်ရင်ကောင်းမလားလို့စဉ်းစားထားပါတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူဦးထက်နေကဟာခထမ်ကိုပြောပြခဲ့ပါတယ်။ဟာကာဒီထန်တလန်မြို့ရှိလူငယ်များကလာမည့်ချင်းမျိုးသားနေ၌Camp Victoria စခန်းတွင်ရိုးရအကကပြရန်ချင်းရိုးရအကလေ့ကျင့်နေသည်ဟုမေးမြန်းမှုများရှိသည့်အပေါ်မြို့နယ်အသီးသီးကနေရိုးရအကကပြရန် COVID-19 ရောဂါကြောင့်ဖိတ်ကြားဖို့ခက်ခဲနေပါတယ်။သူတို့လာဖို့စီစဉ်နေဆိုလို့ရှိရင်တော့အဆင်ပြေမှာပါ။သူတို့ရဲ့အသေးစိတ်စီစဉ်တွေကိုတော့မသိသေးပါဘူးလို့ဦးထက်နေကပြောပြခဲ့ပါတယ်။83နှစ်မြောက်ချင်းမျိုးသားနေ့ဒီ COVID-19 ရောဂါအခြေအနေကြောင့်တပီလုံးအတိုင်းအတာဖြစ်ပြီးမကျင်းပနိုင်တော့လဲမြို့နယ်ကျေးရွာအလိုက်ကျင်းပသွားရန်စီစဉ်နေကြောင်းလည်းသိရှိရပါတယ်။ထန်တလန်မြို့တွင်မိန်းမဖြစ်သူကိုသူ၏အမျိုးသားကတပ်ဖြတ်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဇန်နဝါရီလ21ရက်နေ့ညနေ4နာရီခွဲခန့်တွင်ထန်တလန်မြို့မှာနေထိုင်ကြတဲ့လင်ဖြစ်သူဦးစီဘီကမိန်းမဖြစ်သူဒေါ်ဗျက်နေမှာဓမ္မဖြစ်ခုတ်သောကြောင့်တေဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးတော့ထန်တလန်မြို့စခန်းမှုကဒီလိုဓာတ်နဲ့ခုတ်တာကကျွန်တော်တို့ကအသေးစိတ်မသိပါဘူး။ဒါကိုလည်းစုံစမ်းနေပါတယ်။လင်မယားအမှုဖြစ်တဲ့အတွက်ပုံမှန်9/2021ပြစ်မှု302အရာတရားစွဲဆိုလို့ရပါတယ်။တေဆုံးသူရဲ့ယောက်ျားကအခုအကျဉ်းချထားတယ်လို့ဟာခထမ်ကိုပြောပြခဲ့ပါတယ်။ဓာတ်နဲ့လက်ပေးမှာခုတ်ပြီးဆေးရုံမှာမတင်မီအသက်ဆုံးသွားတာဖြစ်ပါတယ်။ဘလို့ဖြစ်ပြီးဒီလိုဖြစ်သွားလဲဆိုတာကတော့မသိသေးပါဘူးလို့ဖြစ်ပျက်ခဲ့တဲ့အိမ်နီးနားချင်းတဦးထံမှသိရှိရပါတယ်။သူ၏အမျိုးသမီးတပ်ဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအိမ်နီးနားချင်းများတွေနေထိုင်ကြသည့်သူများ၏ပြောဆိုချက်အရသူကတော့ဖျားတရားကိုကိုင်းဆိုင်တဲ့သူဖြစ်ပါတယ်။ဖျားတရားကိုကြေးရွာတိုင်းမှာတွားပြီးဟောပြောတဲ့သူတဦးလည်းဖြစ်ပါတယ်။အဲ့ဒီဖျားတော်ရဲ့အဆိုတော်တိုင်းကျေးလက်ဒေသတွေမှာတွားပြီးတရားစကားဟောပြောတဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့သူကယခင်နှစ်ခရစ်စမတ်အချိန်မှာစိတ်မနှံ့သလိုဖြစ်နေပါတယ်လို့ထပ်မံပြောပြခဲ့ပါတယ်။ဦးစီဘီဒီအသက်52နှစ်ခန့်ရှိပြီးအသက်ခံရသည့်သူ၏အမျိုးသမီးဒေါ်ဗျက်နမ်ဒီအသက်49နှစ်ခန့်ရှိကသားသမီး9ဦးထွန်းကားကြောင်းလည်းသိရှိရပါတယ်။လက်ရှိဟာခါဆေးရုံတွင်လူနာ90ဦးကျော်ရှိနေတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။လက်ရှိဟာခါမြို့ဆေးရုံတွင်လူနာ94ဦးရှိကြောင်းဟာခါဆေးရုံအုပ်ဒေါက်တာမောင်ဗျက်ကွန်ထမသိရှိရပါတယ်။ဆေးရုံလူနာတွေထဲမှာကလေးတွေထက်လူကြီးတွေကများနေတယ်။အဲ့ဒီအထဲမှာထိခိုက်ဒဏ်ရာရတာတွေနဲ့နှာစေးချောင်းဆိုးတာတွေများတယ်လို့သိရှိရပါတယ်။ဟာခါမြို့ပြည်သူ့ဆေးရုံတွင်လူဝင်လူထွက်နဲ့လူနာဆောက်ရှောက်သည့်ကိစ္စနဲ့ပတ်သက်ပြီးဒေါက်တာမောင်ဗျက်ကွန်ကဆေးရုံအတွင်းမှာဝင်ထွက်သွားလာတဲ့သူတွေတိုင်းကဘသူမဆိုသက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့သတ်မှတ်ပေးထားတဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာရပါမယ်။မော်တော်ဆိုင်ကယ်တွေကိုလည်းစနစ်တကျထားရပါမယ်။ COVID-19 ရောဂါကြောင့်လူနာတွေကိုဆောက်ရှောက်တဲ့အခါသက်သာတဲ့လူနာတွေကိုလူတဦးကသာဆောက်ရှောက်ပြီးတော်တော်ဆိုးရတဲ့လူနာတွေကိုလူ3ဦးကဆောက်ရှောက်ကြဖို့လိုအပ်ပါတယ်။ဆေးရုံတွင်ဝင်ထွက်သွားလာတဲ့အခါမတ်စနစ်တကျတပ်ဆင်ဖို့နဲ့အနည်းဆုံး6ပေကြာတွာလာနေထိုင်ကြဖို့နဲ့တတိရှိနေကြဖို့လိုအပ်ပါတယ်လို့ဟာခထမ်ကိုပြောပြခဲ့ပါတယ်။လက်ရှိဟာခမြို့ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါလူနာမရှိကြောင်းလည်းသိရှိရပါတယ်။ကျွန်မချယ်ပါဆက်လက်ပြီးဟာခမြို့ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါလူနာမရှိတော့တဲ့အကြောင်းကိုတင်ပြပေးသွားပါမယ်။ချင်းပြည်နယ်ဟာခမြို့နယ်တွင် COVID-19 ရောဂါလူနာမရှိကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများထံမှသိရှိရပါတယ်။ဟာခမြို့နယ်၌ COVID-19 ရောဂါကူးစက်သူလူနာ42ဦးရှိခဲ့တော်လဲကျန်းမာလာကြပြီးဖြစ်သောကြောင့်လက်ရှိတွင် COVID-19 ရောဂါကူးစက်သူလူနာမရှိတော့ကြောင်းသိရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဟာခဆေးရုံအောက်ဒေါက်တာမောင်ဗျက်ကွန်ကဟာခမြို့ပေါ်မှာ COVID-19 ရောဂါကူးစက်သူလူနာမရှိတော့ပါဘူး။အကုန်လုံးကျန်းမာလာကြပြီလို့ဟာခ Times သတင်းဌာနသို့ပြောပြထားပါတယ်။ဟာခပြည်သူ့ဆေးရုံ၌COVID-19 ရောဂါကူးစက်သူလူနာမရှိတော့လဲ Facility Quarantine တွင်ထားရှိသူလူနာတချို့ရှိနေသေးကြောင်းသိရှိရပါတယ်ရှင်။
ကလေးမျိုးတဟန်ရက်ကွက်တွင်အိမ်မီလောင်မှုဖြစ်ပွားရာထိခိုက်ဒဏ်ရာရရှိသူမရှိတဲ့အကြောင်းကိုတင်ပြပေးသွားပါမယ်။ကလေးမျိုးနယ်တဟန်ရက်ကွက်၌ဇန်နဝါရီလ21ရက်နေ့နေ့လယ်12နာရီခန့်တွင်ပါဆောင်လှိခုပြီးနေအိမ်မတော်တဆမီးလောင်မှုဖြစ်ပွားပြီးထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းသိရှိရပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးဒေသခံတဦးကမိဆလောင်တဲ့အခြေအနေတော့မသိနိုင်ပါဘူး။လက်စစ်မီးမရသေးတဲ့အတွက်ဆိုလာမီးသုံးတဲ့လက်စစ်မီးမရသေးတဲ့အတွက်ဆိုလာကိုအိမ်ထဲမှာထားထားတယ်။ဆိုလာမီးကနေဆလောင်နေလို့ထင်တယ်။ဆိုလာမီးပြီးလွန်ပြီးဆလောင်သလား။ဒါမှမဟုတ်ဆိုလာမီးကျူးထိမိပြီးလောင်သလားဆိုတာမသိရှိနိုင်သေးပါဘူး။အင်ရှင်တွေဟာမီးဆလောင်တဲ့အခါထမင်းစားနေခြင်းဖြစ်တယ်လို့ Hakka Times သတင်းဌာနတို့ပြောပြထားပါတယ်။မီးလောင်ကျွမ်းသည့်အိမ်တွင်အင်ရှင်များ3လခန့်သာနေထိုင်ကြောင်းဤအိမ်တစ်ထပ်ဟာအောက်ခေဖြင့်ဆောက်လုပ်ထားခြင်းဖြစ်ပြီးဒုတိယထပ်ဟာပင်ချောင်အိမ်ဖြစ်ပါတယ်။သက်ဆိုင်ရာမီးတပ်ကား3စီးကတနအီကျော်ကြားမိငိမ့်တက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။မီးလောင်ကျွမ်းရာတွင်ငွေသား4သိန်းခန့်လောင်ကျွမ်းပြီးမီးလောင်ကျွမ်းရာတွင်ကျပ်ငွေ300ဖူးခန့်ဆုံးရှုံးခဲ့ကြောင်းသိရှိရပါတယ်။ဒီကနေ့ The Hakka Times မြန်မာဘာသာစီစဉ်ကိုတလောက်နဲ့ပဲအဆုံးသတ်သွားပါမယ်။ကြည့်ရှုသူအပေါင်းမင်္ဂလာပေါင်းနဲ့ခံရောက်ကြပါစေရှင်။ကျွန်မ Elizabeth ပါ။